ဖြစ်နိုင်မှန်းသိပါရဲ့နဲ့သူ့ကိုပင်ရွှေဘုံမင်းသမီးလေးကိုမှကိုကလိုချင်ဖွင့်ငါပြောမိပြန်လဲကို့အပေါ်တွင်သူစိတ်ဆိုးမုန်းသွားမှလဲကိုကမလိုချင်အစမှတို့နှစ်ယောက်မတွေ့ကြရဲ့အကောင်းသားပေါ်ထင်ကိုမှသူ့ကိုမြင်တာများတော့စိတ်မှချစ်ကြွမ်းဝေးမျက်နှာလှလှသူ့ကိုတွေ့မှစိတ်ပျော်ရွှင်မမြင်ပြန်လဲအသေးတွေမှတစ်မျိုးခံစားသလိုပဲအစမှတို့နှစ်ယောက်မတွေ့ကြရဲ့အကောင်းသားပေါ်ထင်ကိုမှသူ့ကိုမြင်တာများတော့စိတ်မှချစ်ကြွမ်းဝေးဖြစ်နိုင်မှန်းသိပါရဲ့နဲ့သူ့ကိုပင်ရွှေဘုံမင်းသမီးလေးကိုမှကိုကလိုချင်ဖွင့်ငါပြောမိပြန်လဲကို့အပေါ်တွင်သူစိတ်ဆိုးမုန်းသွားမှလဲကိုကမလိုချင်အစမှတို့နှစ်ယောက်မတွေ့ကြရဲ့အကောင်းသားပေါ်ထင်ကိုမှသူ့ကိုမြင်တာများတော့စိတ်မှချစ်ကြွမ်းဝေးမျက်နှာလှလှသူ့ကိုတွေ့မှစိတ်ပျော်ရွှင်မမြင်ပြန်လဲအသေးတွေမှတစ်မျိုးခံစားသလိုပဲအစမှတို့နှစ်ယောက်မတွေ့ကြရဲ့အကောင်းသားဖို့ထင်ကိုမှသူ့ကိုမြင်တာများတော့စိတ်မှချစ်ကြွမ်းဝေးဖြစ်နိုင်မှန်းသိပါရဲ့နဲ့သူ့ကိုပင်ရွှေဘုံမင်းသမီးလေးကိုမှကိုကလိုချင်ဖွင့်ငါပြောမိပြန်လဲကို့အပေါ်တွင်သူစိတ်ဆိုးမုန်းသွားမှလဲကိုကမလိုချင်အစမှတို့နှစ်ယောက်မတွေ့ကြရဲ့အကောင်းသားပေါ်ထင်ကိုမှသူ့ကိုမြင်တာများတော့စိတ်မှချစ်ကြွမ်းဝေးမျက်နှာလှလှသူ့ကိုတွေ့မှစိတ်ပျော်ရွှင်မမြင်ပြန်လဲအသေးတွေမှတစ်မျိုးခံစားသလိုပဲအစမှတို့နှစ်ယောက်မတွေ့ကြရဲ့အကောင်းသားပေါ်ထင်ကိုမှသူ့ကိုမြင်တာများတော့စိတ်မှချစ်ကြွမ်းဝေး